သူတို့ဈေးထဲမှာလမ်းလျှောက်နေချိန်မှာတယောက်ကဒါစားလို့ရပါတယ်လို့ပြောလိုက်တယ်ဒါပေမဲ့အမျိုးသမီးကချက်ချင်းမဟုတ်ဘူးမင်းရဲ့ခန္ဓာကိုယ်နဲ့ဆိုရင်မင်းကပိုအားရှိလာဖို့အသားတစ်တွေစားရမယ်လို့ပြန်ပြောတယ်ထို့နောက်သူမက brother yellow လို့ဖြစ်ရမယ်လို့ပြောသွားတော့အမျိုးသားက brother yellow ဆိုတာဘာတူလဲလို့မေးလိုက်တယ်အမျိုးသမီးကငါနွားလို့ဖြေလိုက်တယ်ငါ့ကိုမင်းနွားနဲ့မနှိုင်းနဲ့လို့ပြောပြီးဟင်းသီးဟင်းရွက်တွေမဝယ်နဲ့ငါစားကျင်တာဒီဟာပဲလို့တင်းတင်းမာမာပြောလိုက်တယ်သူတို့ lobster ကိုကင်လိုက်တဲ့အခါမှာဆိုင်ဝင်တန်းကချက်ချင်းမထိနဲ့ဒီ lobster တစ်ကောင်ကို3800တန်နဲ့မင်းမဝယ်နိုင်ဘူးလို့တားလိုက်တယ်သူမကဒီဈေးနဲ့ဆိုရင်မင်းငါ့ကိုလူနေတယ်လို့ပဲလို့ပြောလိုက်တယ်ငါတို့ရွာမှာ lobster တွေအများကြီးရှိတယ်လို့ပြန်ပြောလိုက်တော့ဝန်ထမ်းကဒီဟာက king lobster bar bright scale ကိုအထူးပေးသွင်းထားတာမင်းတို့ရွာကပစွန်လေးတွေနဲ့မနှိုင်းနိုင်ဘူးလို့အမြင်အာရုံပြင်းပြင်းနဲ့ပြန်ဖြေတဲ့မျိုးသမီးကစိတ်မကျေနပ်ပဲမျိုးကလူတွေကလူတွေကိုလိမ်လည်ပြီးဈေးတင်နေကြတာပဲလို့ပြောလိုက်တယ်ဝန်ထမ်းကတော့မဝယ်နိုင်ရင်အကြောင်းပြမနေပဲထွက်သွားဆင်းရဲတဲ့အနံ့ထွက်နေတယ်လို့ဆက်လက်ပြောဆိုဝါးစွာပြောလိုက်တယ်အဲ့ဒီအခါအမျိုးသားကစိတ်မကောင်းပဲငါဝယ်မယ်လို့ပြန်ပြောတယ်ဝန်ထမ်းကအံ့ဩပြီး3800တန်နေဆိုတာမင်းပဲကဒီလောက်ပတ်စံရတာလဲလို့မေးလိုက်ပြီးပတ်စံမရှိရင်အင်အားပြခြင်းတလို့မလုပ်နဲ့လို့ထပ်ပြောတယ်ထို့နောက်သူကဒီဈေးက Bright Gate Group ပိုင်နာမင်းလိုရွာသားနဲ့လုံခြုံရေးဝန်ထမ်းလိုလူတွေမနေသင့်ဘူးလို့ထပ်ပြောတယ်ငါစီးပွားရေးကိုမနှောင့်ယှက်နဲ့လို့တုံ့ညရင်ထမ်းကပြောလိုက်တယ်အမျိုးသမီးကလည်းမာနကြီးစွာနဲ့ဒီဈေးမကြခင်မတည်တော့ဘူးလို့ပြန်ပြောလိုက်တယ်ထိုအချိန်မှာ Manager Walter ရောက်လာပြီးဘာတွေဖြစ်နေတာလဲလို့မေးတယ်ဝန်ထမ်းကဆင်းရဲတဲ့လူ2ယောက်ပြဿနာလာလုပ်နေတယ်လို့ပြန်ပြောလိုက်တယ် Manager Walter က Bright Gate နေမြေမှာဘယ်သူပြဿနာလုပ်နေတာလဲလို့မေးပြီးမှ Fitzgerald ကိုတွေးလိုက်တယ်ဒါပေမဲ့ Fitzgerald ကမင်းထင်တဲ့ Fitzgerald မဟုတ်ဘူးလို့ပြန်ပြောလိုက်တယ်အခြေအနေရှင်းပြချိန်မှာဝန်ထမ်းကသူတို့ဆင်းရဲလို့မဝယ်နိုင်ဘူး Seafood ကိုအလားတလုပ်ချင်နေကြတယ်လို့ဆွဆွဲပြောလိုက်တယ်ဒါကြောင့် Manager Walter ကချက်ချင်းသမင်းအိတ်ကိုစုမင်းကိုအလုပ်ဖြုတ်လိုက်ပြီလို့ပြောလိုက်တယ်ဝန်ထမ်းကဘာလို့လဲလို့မေးတော့ Manager က Brightscape ရဲ့မူဝါဒက customer ကအမြဲမှန်တယ်လို့ဖြေတယ်ထိုအခါဝန်ထမ်းကမကျေနပ်ပဲထွက်သွားရတယ်ထို့နောက်အမျိုးသမီးက Brightscape ကိုကောင်းတယ်လို့ပြောတယ်မှာ Fitzgerald တခြားပါဝယ်ခြင်းသေးလဲလို့ Manager ကမေးလိုက်တယ်သူမကမဝယ်တော့ဘူးဈေးအရင်ကြီးတယ် King Lobster တစ်ကောင်ကို3800တန်တယ်လို့ပြန်ပြောလိုက်တယ်ပြီးတော့သူကငါတို့ရွာမှာ lobster တွေအများကြီးရှိတယ်သွားကြစို့လို့ပြောလိုက်တယ်ထိုအချိန်မှာ Manager ကအိုကန်ကောင်းလိုက်တာဒီနေ့မင်းတို့ရဲ့ကန်ကောင်းတဲ့နေ့ပဲလို့ပြောလိုက်တယ်ဒီနေ့မင်းတို့က100ရောက်မြောက် customer ဖြစ်လို့အကုန်90%ရှော့ဈေး30ပဲကြတယ်လို့ပြောလိုက်တယ်အမျိုးသမီးကအလွန်ဝမ်းသာပြီးတကယ်လားလို့မေးလိုက်တော့ Manager ကတကယ်ပါလို့ပြန်ပြောတယ်ထို့ပြင်ငါအိမ်ထိပို့ပေးမယ်လို့ထပ်ပြောလိုက်တယ်အမျိုးသမီးကကျေးဇူးတင်စကားပြောရင်မင်းရမ်းကောင်းတယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာအမျိုးသားကသူမကိုကြည့်ပြီးစိတ်ထဲမှာသဘောကျသွားတယ်အိမ်ပြန်ရောက်ပြီးနောက်အမျိုးသားကငါပိုက်စာနေပြီးအခုစားလို့ရပြီလားလို့မေးလိုက်တယ်အမျိုးသမီးကမင်းထင်တယ်လို့မဟုတ်ဘူးစမ်းကြည့်လို့ပြောပြီးချက်ထားတဲ့အစားအစာကိုပေးလိုက်တယ်အမျိုးသားကစားပြီးအရသာကောင်းတယ်လို့ချီးမွမ်းလိုက်တယ်အမျိုးသမီးကမာနနဲ့ငါကရွာမှာမင်္ဂလာပွဲအတူပါတွေမှာချက်တဲ့သူပါလို့ပြောပြီးသူတို့အတွက်ပတ်စံရှာရတာမလွယ်လို့ငါနည်းနည်းပဲယူတယ်လို့ရှင်းပြတယ်အမျိုးသားကသူမကိုနားလည်လာပြီးပတ်စံရှာရတာမလွယ်ဘူးဆိုတော့ချွေတာတင်တယ်လို့ပြောလိုက်တယ်နောက်တနေ့မနက်မှာအမျိုးသမီးကငါအလုပ်သွားမယ်လို့ပြောပြီးထွက်သွားတယ်ဒီလိုဝတ်ပြီးအလုပ်သွားမလားဘာဖြစ်လို့လဲဘာဖြစ်ပဲမိထဲမှာဘာရှိလဲလို့သူမညီမကမေးလိုက်တယ်သူကချက်ချင်းမင်းလုံးမဟုတ်ဘူးလို့ပြန်ပြောလိုက်တယ်သူကဆက်ပြီးငါစိတ်မဝင်စားဘူးဒီအလုပ်ကမင်းအတွက်ငါမင်းကိုပတ်စံပေးမယ်မင်းနဲ့မင်းရဲ့လုံခြုံရေးဝန်ထမ်းလေးနဲ့ဆိုင်သေးသေးတစ်ခုဖွင့်လိုက်ပါလားလို့ပြောလိုက်တယ်သူမကမကျေနပ်စွာမင်းလက်လျှော့တော့မလားဒီမှာဆင်းလိုက်ရအောင်မင်းသွားလို့ရပြီလို့ပြန်ပြောလိုက်တယ်သူကမင်းစိတ်မမှန်ဘူးလားသွားပြီလို့ပြောပြီးထွက်သွားလိုက်တယ်သူမကစိတ်ဆိုးပြီးဒီစီယိုကမိုင်မဲတဲ့လူပဲဒီနေ့သူ့ကိုဖမ်းမယ်Uncle Wallace နဲ့တတိယဦးလေးဒီလူကငါတို့ရွာကိုဖျက်ဆီးခွင့်မပေးဘူးလို့ပြောလိုက်တယ်သူမကဒီနေ့စီယိုကိုဖမ်းမယ်လို့ပြောလိုက်တာကြောင့်သူ့ညီမကအံ့ဩသွားပြီးသူမနောက်ကိုလိုက်သွားတယ်စီကရောက်လာချိန်မှာအမျိုးသမီးကတုတ်တန်ကိုကင်ပြီးတိုက်ခိုက်ဖို့စ조사လိုက်တယ်မင်းမလုပ်နေတာလဲဘာလို့မင်းဖြစ်နေတာလဲမင်းလက်ထဲမှာတန်တုံးနဲ့ဘာလုပ်နေတာလဲလို့သူကမေးလိုက်တယ် security လို့អော်လိုက်တော့သူကချက်ချင်းမអော်နဲ့သူမကငါမရပါလို့ပြောလိုက်တဲ့ထိုအခါအမျိုးသမီးကအံ့ဩပြီးမင်းက Brightscape CEO လားလို့မေးလိုက်တယ်အမျိုးသားကအညံငါကိုခေါ်ထုတ်မယ်ဆိုရင်မင်းအောင်တရမယ်လို့ပြောလိုက်ပြီးအခြေအနေကိုဖုံးကွယ်လိုက်တယ်မင်းဒီမှာဘာလုပ်နေတာလဲလို့သူကမေးလိုက်တယ်သူမကအဖေကဒီမှာအလုပ်ရှာပေးထားတယ်လို့ပြန်ဖြေတယ်သူကအံ့ဩပြီးအလုပ်လားမင်း Brightscape မှာအလုပ်လုပ်တာလားလို့မေးလိုက်တယ်သူမကဒီနေ့ပထမနေ့ပါလို့ပြောလိုက်တယ်သူကကန်တိုက်ဆိုင်လိုက်တာပဲဒါဆိုတန်တုံးနဲ့လေ့ကျင့်တာဘာလဲလို့မေးလိုက်တယ်သူမကတစ်နှစ်3လေး6လို့လေ့ကျင့်ပြလိုက်တယ်သူကမင်းကလူတယောက်ကိုထိခိုက်တော့မလို့ဖြစ်သွားတယ်နော်လို့ပြောလိုက်တော့သူမကဒါမတော်တဆပါလို့ပြန်ဖြေတယ်သူမကဆက်ပြီးခဏမင်းပါလို့ CEO ထိုင်ကုန်မှာထိုင်တာလဲလို့မေးလိုက်တယ်သူမက CEO ကကားမှုလို့နောက်မှာထိုင်နေတာလားလို့မေးလိုက်တယ်သူကဟုတ်တယ်လို့ပြန်ဖြေလိုက်တယ်ပြီးတော့သူကငါသူ့ဘာဒီကဖြစ်တာပြောရတာရှက်လို့မပြောခဲ့ဘူးလို့ပြောလိုက်တယ်နောက်ဆုံးမှာအမျိုးသားကစိတ်ထဲမှာဖမ်းမိတော့မယ်သူမဘာလို့ကျင်တာလဲလို့တွေးနေခဲ့တယ်